ကဲဗျာ2026ကမ္ဘာဖလားရဲ့ပထမဆုံးပွဲမှာတင်မက်ဆီကတော့ hat-trick သွင်းပြီးကမ္ဘာဖလားရဲ့ all time goal scorer ရဲ့ထိပ်ဆုံးနေရာကဂျာမနီတိုက်စစ်မှုကလိုဆေ16ဂိုးနဲ့စံချိန်တူသွားပါပြီ။ဒါပြိုင်ပွဲအစပဲရှိသေးတာမို့မက်ဆီကစံချိန်ချိုးသွားနိုင်မှုရာခိုင်နှုန်းတော်များနေပါတယ်။ကလိုဆေဆိုတာကမ္ဘာဖလား all time goal scorer စံချိန်ရှင်ဆိုတဲ့အတိုင်းငယ်ကလေးကကြွေးခဲ့ရတဲ့တိုက်စစ်မှုပါ။ကောင်းတိုက်ကိုတွေကောင်းတယ်လို့ကိုသွင်းပြီးရင်ကျွန်းပြစ်ပြီးတော့အောင်ပွဲခံတဲ့ပုံကလည်းကျွန်တော်တို့ကလေးဘုံကအကြိုက်ပါပဲမမရရ2010-2014နှစ်ကြိမ်ဆက်တိုက်ကမ္ဘာဖလားပြိုင်ပွဲမှာဂျာမနီကွင်းလယ်တိုက်စစ်ကစားသမားသောမတ်မူလာကကမ္ဘာဖလားကို10ဂိုးရသွားတော့ဟာကလိုဆေရဲ့စံချိန်ကိုချိုးမဲ့ထနေလို့ကျွန်တော်တယောက်တည်းရဲ့အထင်ခဲ့ပေမဲ့2018မှာဂျာမနီကအုပ်စုတွင်ပြုတ်ပြီးတော့ခု2026ကမ္ဘာဖလားပြိုင်ပွဲမှာတော့မူလာလည်းအနားယူသွားပြီဖြစ်တယ်လို့ကလော့တူနဲ့ပျော်ပျော်ရွှင်ရွှင်ဘောလုံးသတင်းတင်ဆက်သူအနေနဲ့ဝင်ရောက်ဆင်နွှဲနေပါပြီ။နောက်ထပ်ကမ္ဘာဖလားရဲ့ပထမဆုံးပွဲမှာတင်ပြင်သစ်ရဲ့ all time goal scorer နေရာကိုဆရာကြီးအမ်ဘာပေကစံချိန်ချိုးသွားတာပါ။အရင်ကကိုရီးရဲ့ underrated တိုက်စစ်မှုကြီးဂျရူးရဲ့စံချိန်ကိုချိုးသွားတာပါ။ကမ္ဘာဖလားရဲ့ထိပ်ဆုံးကိုတင်စင်းမှာလည်းမက်ဆီနဲ့အမ်ဘာပေပဲအနည်းဆက်ဆုံးမှာဆက်ရှိနေသလိုနိုင်ငံအသင်းတွေကလည်းအခြေအနေကောင်းနေတာကြောင့်ဘယ်သူကဒီ2026ကမ္ဘာဖလားမှာစံချိန်တွေထပ်တင်ထပ်ချိုးသွားကြမလဲဒါမှမဟုတ်၄နှစ်မှတစ်ကြိမ်ဆိုတော့ကစားသမား individual skill လောက်ကောင်းအသင်းဖော်တွေကနိုင်ငံအသင်းမှာထိပ်တန်းအဆင့်မှမရှိနေရင်ထင်သားသလိုစံချိန်တွေချိုးနိုင်မလားဒါမှမဟုတ်အရင်လိုစံချိန်တွေကပဲဆက်ရှိသွားမလားဆိုတာကတော့ကမ္ဘာဖလားပြိုင်ပွဲတွေလာတိုင်းပရိသတ်တွေရောစံချိန်တွေရောကစောင့်ကြိုနေတော့မှာပါပဲဗျာကျေးဇူးတင်ပါတယ်ဗျာ